မိကုံးမိရှောက်ခွင့်ပြပါဖေ။အရှင်ဖေကသာသနာမှာဂိုင်းကိုဂိုင်းရှိရလို့ကြားဖို့ပါတယ်ဖေ။ဂိုင်းကိုဂိုင်းရဲ့ဒီတမိုင်းကြောင်းနဲ့ဘာကြောင့်ဂိုင်းကိုဂိုင်းကရှိရလဲရှင်းပြပေးပါဖေ။ နောက်တစ်ခါကျရင်အတန်သွင်းပြီးဖွင့်ပြရမယ်တဲ့မောင်မျိုးတို့အပတ်တိုင်းပါတယ်ဒီမိကုံးကအတန်သွင်းထားရမယ်ခိုင်းကြီးကိုကိုင်းတော်တော်စိတ်ဝင်စားကြအမြဲတမ်းမေးတယ်ဒီမိကုံးလေခိုင်းကြီးကိုကိုင်းမှာရင်တော့ကတော့ခိုင်းကြီးကိုကိုင်းလို့မဟုတ်ဘူးသူအုပ်စု group လေးဖွဲ့ပြီးနေကြတာခိုင်းနဲ့အရင်များတယ်ဟိုရင်တော့ဆိုလို့ရှိရင်သူအုပ်စုနဲ့သူပေါ့နော်အုပ်စုလေးဖွဲ့ဖွဲ့နေကြတာအဲ့တော့မင်းတို့မင်းလက်ထက်ပဲဆိုကြပါစို့လေမင်းတို့မင်းလက်ထက်မှာပဲမင်းတို့မင်းရသူကအဲ့စာပေထဲမှာလာတဲ့ဟိုသူဓမ္မဇရက်တွေပါတယ်သူကအရင်အားကြတာနတ်ပြည်မှာဆိုရင်သူဓမ္မဇရက်ဆိုတာရှိတယ်လေတရားဟောတဲ့တစောင်းဝန်းပေါ့နော်အဲ့ဒါကိုအားကြတယ်ယနေ့ချိန်ဒီမန္တလေးမှာရှိပါတယ်သူဓမ္မဇရက်တန်းဆိုပြီးတော့နန်းပြည်မှာအဆောင်ကြီးတွေရှိတယ်တသားတွေလောက်ထားတာလေဆိုတော့အဲ့သူဓမ္မဇရက်တန်းမှာသူကဒီဆရာတော်ကြီးတွေပေါ့ယနေ့ခေတ်တန်ခါမဟာနာယကလို့ဆရာတော်ကြီးတွေပေါ့နော်သတ်မှတ်ထားတဲ့ဆရာတော်ကြီးတွေကိုပင့်ဖက်ပြီးတော့အဲ့မှာတရားဆုံးဖြတ်တာပေါ့နော်တန်ခါအမှုကိစ္စတွေဘာတွေကိုဆရာတော်ကြီးတွေကဆုံးဖြတ်ပေးရတာဆိုတော့အဲ့ဒီသူဓမ္မဇရက်မှာလာရောက်ပြီးတော့တရားဆုံးဖြတ်ရတဲ့ဆရာတော်တွေကိုသူဓမ္မဝင်ဆရာတော်လို့ခေါ်ကြတယ်ခိုင်းအနေနဲ့မဟုတ်သေးဘူးနော်ခိုင်းအနေနဲ့မဟုတ်ဘူးဒီသူဓမ္မဇရက်မှာလာပြီးအလုပ်လုပ်တဲ့ဆရာတော်တွေကိုမဟုတ်လို့သူဓမ္မဆရာတော်လို့ခေါ်ကြတာဟိုသူဓမ္မခိုင်းတစ်ခုအနေနဲ့မဟုတ်ဘူးခိုင်းဖွဲ့တာမဟုတ်ဘူးအဲ့ဒီသူဓမ္မဆိုတဲ့အတော်လုံးကအဲ့ဒီအစားပေါ်လာတာသူဓမ္မဇရက်မှာအလုပ်လုပ်တဲ့ဆရာတော်တွေမဟုတ်လို့သူဓမ္မဆရာတော်လို့ခေါ်တယ်နောက်ချွတ်ချင်းဆရာတော်ကြတော့သူကချွတ်ချင်းဇာတိကနော်ချွတ်ချင်းဇာတိကနေလာလို့သူ့ရဲ့ဇာတိကိုအကြောင်းပြပြီးတော့ချွတ်ချင်းဆရာတော်လို့ခေါ်တာအဲ့တော့ဒီဆရာတော်ကဟိုမင်းသားဘဝကလေးကအလုံးကြီးညိုတာလေမင်းသားဘဝကလေးကငါသားဘယင်ဖြစ်ခဲ့မယ်ဆိုရင်ဒီဆရာတော်ကိုသာသနာပိုင်ခတ်မယ်ဆိုတဲ့စိတ်သူ့မှာရှိပြီးသားအဲ့ဒီရည်ရွယ်ချက်နဲ့သူဘယင်ဖြစ်တဲ့အချိန်မှာအဲ့ဒီဆရာတော်ရောက်အောင်ပင့်တယ်နေပြည်တော်ကိုရောက်တယ်ဒါပေမဲ့သာသနာပိုင်ယာထုကိုမယူဘူးရွှေဆရာတော်ကသာသနာပိုင်ယာထုလက်မခံအောင်မင်းဆရာတော်မလုပ်ချင်ဘူးပေါ့နော်အဲ့တော့တခြားဆရာတော်တစ်ပါးကသာသနာပိုင်ဖြစ်တယ်နော်သာသနာပိုင်ဖြစ်တယ်အဲ့တော့အဲ့ဒီမှာမင်းနေပြည်တော်ကိုရောက်တဲ့အချိန်မှာရွှေချင်းဆရာတော်ကသာသနာပိုင်ဆရာတော်သွားကြောတယ်ပေါ့နော်ဒါထုံးတဲ့ဆန္ဒရောက်ကိုတက်ကြီးတဲ့ဆရာတော်ဆိုသွားကြောတဲ့အခါမှာအဖက်မလုပ်ဘူးဟိုကစကားမပြောဘူးဒါတမိုင်းဆောင်မှာပါတယ်နဲ့ပြောပြတာနော်တချို့ကလည်းအဲ့ကောင်မဟုတ်ဘူးလို့လည်းပြောကြတာပေါ့နော်ရွှေချင်းတမိုင်းမှတ်တမ်းမှာတော့ရွှေချင်းခိုင်းကထုတ်တဲ့ဆောင်မှာတော့အဲ့တိုင်းပဲပါတယ်နော်အဲ့တော့ရွှေချင်းဆရာတော်ကြီးကသွားကြောတဲ့အခါမှာဟိုကစကားမပြောဘူးနော်စကားလုံးဝမပြောဘူးအကြောင်းတစ်ခုခုရှိမှာပေါ့လေဒါတော့သူမကြိုက်လို့လည်းဖြစ်မှာပေါ့လေမပြောဘူးပြန်လာတယ်နောက်တစ်ခေါက်သွားကြောလည်းမပြောဘူးအဲ့လိုမျိုးသုံးချိန်သုံးခါကြောတော့မယ်စကားတစ်ခုမှပြန်မပြောဘူးအဲ့တော့အဲ့နဲ့မသွားတော့တဲ့ခါကျမှအဲ့ဒီဘုန်းကြီးအဲ့ဒီသာသနာပိုင်ဆရာတော်ကချွတ်ချင်းဆရာတော်သူအမိန့်နဲ့ခေါ်တယ်ချွတ်ချင်းဆရာတော်လာကြောရမယ်ဆိုပြီးအမိန့်နဲ့ခေါ်တယ်ဟောမသွားတော့ဘူးချွတ်ချင်းဆရာတော်ကလည်းနည်းနည်းဈေးကင်လိုက်တာပြန်ပြီးတော့နော်ဟိုသူသွားကြောတော့သူစကားမပြောဘူးအခုကျမှငါ့ကိုအမိန့်နဲ့ခေါ်တယ်ငါမသွားနိုင်ဘူးဆိုပြီးတော့သူကမသွားဘူးမသွားရကောင်းလားဆိုတော့စိတ်ဆိုးတာပေါ့နော်ဟိုသာသနာငါခေါ်တာမလာရကောင်းလားဆိုတော့ချွတ်ချင်းဆရာတော်ကငါအဲ့ဆိုနေပြီးတော့မနေတော့ဘူးငါမန္တလေးမနေဘူးပြန်မယ်ဆရာတော်ကြီးကအဲ့တော့သူ့အရက်ဒေတာကိုပြန်ဖို့လုပ်တယ်အဲ့တော့မင်းတော်မင်းရသိသွားတဲ့ခါကျတော့ဘာကြောင့်ပြန်มาလဲမေးတော့ဒီလိုကြောင့်ဆိုဟာအဲ့လိုဆိုရင်မဖြစ်ဘူးမပြန်နဲ့နော်ဒီနေပြီးတော့မှပဲသာသနာပြုပါဆိုပြီးတော့အမိန့်တစ်ခုထုတ်လိုက်တယ်ချွတ်ချင်းဆရာတော်ဒီဆရာတော်တွေနဲ့ဘာမှမပတ်သက်စေရတိချာကနာဝိမုတ်ပေါ့သူခေတ်ကတော့ဒီတန်ဃာတော်တွေနဲ့မပတ်သက်စေရအောင်သူ့ကိုဘယ်သူမှအမိန့်ထုတ်ခွင့်မရှိရအောင်စင့်ခေါ်ခွင့်မရှိရအောင်အာနာဘယ်သူစက်မတက်ရအောင်ဆိုပြီးတော့ဒီမန္တလေးရဆရာတော်ကြီးတွေနဲ့တိချာခွဲထုတ်လိုက်တယ်ဒါမင်းတော်မင်းရအမိန့်ကခွဲထုတ်လိုက်တာအဲ့တော့ချွတ်ချင်းဆရာတော်ကြီးကတိချာခိုင်းတစ်ခိုင်းလို့ဖြစ်သွားတာပေါ့နော်အဲ့တော့ဆရာတော်ကြီးကိုအကြောင်းပြုပြီးတော့ဒါချွတ်ချင်းခိုင်းဆိုပြီးခေါ်ကြတာအဲ့တော့ဆရာတော်ကြီးရဲ့တပည့်ဆက်စိတ်ကိုလည်းဒါချွတ်ချင်းခိုင်းဝင်တန်ခါများလို့ဖြစ်သွားကြတယ်အဲ့တော့ဒီဘက်ကချွတ်ချင်းဖြစ်သွားတော့ဟိုကလိုလိုကြီးသူ့တမဖြစ်သွားတာပဲနော်ခိုင်းတစ်ခုဖွဲ့လိုက်တာမဟုတ်ချွတ်ချင်းဆရာတော်ရဲ့တပည့်ကလွဲလို့ကျန်တဲ့တပည့်တွေကျန်တဲ့တန်ခါတွေအားလုံးတွေသူ့တမဆရာတော်ဆိုပြီးတော့ဖြစ်သွားကြတာအလိုလိုကြီးသူ့တမခိုင်းတစ်ခုဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးအဲ့တော့သူ့တမနဲ့ချွတ်ချင်းအဲ့ဒီကစားကွဲတာပဲအဲ့ဒီကမှဒီဘက်ကအုပ်ဖို့ဆရာတော်တို့ကပေါ်လာတယ်ဒီအောက်ပိုင်းမှာဟိုကချွတ်ချင်းဆရာတော်တို့ကအထက်ပိုင်းမှာခက်ပြိုင်လေးပဲနော်အဲ့တော့အုပ်ဖို့ဆရာတော်တို့ကြတော့သူကကာယကံဝစီကံမနောကံလို့ရှိခိုးတာကိုမကြိုက်ဘူးဒွါရနဲ့ရှိခိုးတာကိုကြိုက်တယ်သူကံဟာမှားတယ်ပေါ့ဘုရားဟောတဲ့အညီရှိခိုးမယ်ဆိုလို့ချင်းကာယဒွါရဝစီဒွါရမနောဒွါရလို့ရှိခိုးရမယ်ကာယကံဝစီကံမနောကံရှိခိုးတာမှားတယ်ဆိုပြီးတော့ပြောတယ်ဒါလည်းလေဒီဆရာတော်တို့ရှင်းတာလည်းရှိပါတယ်နော်ဆိုတော့အဲ့ဒါဒွါရနဲ့ရှိခိုးရမယ်လို့ပြောတဲ့ကြောင့်အဲ့ဒီဆရာတော်ကိုဒွါရဆရာတော်လို့ခေါ်တယ်အဲ့တော့အဲ့ဒီဆရာတော်ရဲ့တပည့်ဆက်ဆက်ကိုဒါဒွါရခိုင်းဝင်ဖြစ်သွားပြန်အောင်နော်ဒွါရဖြစ်ပေါ်လာအောင်ပြောပြတာဆိုတော့အယူအဆလေးတွေကြောင့်မူလဆရာတော်တွေရဲ့ခေါင်းစဉ်အောက်မှာခိုင်းနေခွဲကုန်တာပေါ့အဲ့ဒါဒွါရခိုင်းပဲဒီအောက်ပြီးအောက်ရမှာအထူးသဖြင့်အေယာဝတီဖတ်တီမှာဒွါရခိုင်းအားကြီးတယ်ထင်ရှားတယ်ဒွါရခိုင်းကျန်တဲ့နေရာမှာတိတ်မရှိဘူးပြီးမှတခါအဲ့ဒွါရမှာထပ်ကွဲပြန်တယ်ဟိုချောင်းရဲ့အရှိတ်နောက်ဘက်အုပ်စုတွေကွဲပြန်တယ်အဲ့ဒါနောက်ချောင်းဒွါရဆိုပြီးတော့အဲ့မှာမူလဒွါရဆိုကွဲပြန်တယ်သူကမူရင်းကမူလဒွါရဟိုဘက်ချောင်းရဲ့ဟိုဘက်ကန်းဟိုနောက်ချောင်းဒွါရဆိုကွဲပြန်တယ်ဒွါရမှာနှစ်ခိုင်းကွဲသွားကြတယ်နော်ပြီးမှဟိုဘက်က
ဝေလို့ဝန်တို့ငှက်တွင်းတို့ဆိုပြီးတော့သူဆရာတော်ကြီးတွေရဲ့အပေါ်မှာမူတည်ပြီးတော့အုပ်စုတွေကွဲကုန်ကြတာအဲ့လိုနဲ့ကိုးကိုင်းကွဲသွားတယ်နောက်ပိုင်းဒီဘက်ဒီနိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံဥပဒေရဘာညာဆိုပြီးတော့အဲ့မှာဒီခိုင်းကြီးကိုးကိုင်းတဲ့အပြင်နောက်ထပ်ဘယ်သူမှခိုင်းခွဲခွင့်မရှိတော့ဘူးဆိုပြီးတော့ပြဋ္ဌာန်းပေးလိုက်ရတာပေါ့နော်အဲကြောင့်ယနေ့မြန်မာနိုင်ငံမှာထပ်ပြီးတော့ခိုင်းဖွဲ့ခွင့်မရှိတော့ဘူးတန်ခါအားလုံးဒီခိုင်းကိုးကိုင်းထဲမှာပဲစည်ရင်းသွင်းရမယ်ကျန်တဲ့ခိုင်းအသစ်ဖွဲ့ခွင့်လုပ်ခွင့်မရှိတော့ဘူးနော်အစိုးရကိုယ်တိုင်လုပ်ခွင့်လုပ်ရင်တော့လုံးမအောင်ရမှာပေါ့နော်နိုင်ဥပဒေလက်ရှိဥပဒေရတော့ခိုင်းအသစ်ထပ်ဖွဲ့ခွင့်တော့မရှိတော့ဘူးနော်အဲ့တော့ဒီခိုင်းကိုယ်ခိုင်းကဒါအနည်းချုပ်ပါပဲနော်